label printer တစ်လုံးရှိုံနဲ့ဘာတွေထုတ်လို့ရလဲ software ကိုကုန်ကြစရာမလိုပဲ barcode printer လေးဝယ်ယူရငယ်လူကြီးမင်းကိုအလိုရှိတဲ့ sticker လေးထုတ်လို့ရမှာမို့လို့ EasyPOS ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါရှင်